အပိုင်းဆက်ငါမှာတော့မီဆာအိပ်ပျော်သွားပြီဆိုပြီးအိမ်မွေးချတာအောင်မြင်သွားပြီဆိုကငနေကပျော်နေကယူဆူအီကိုလည်းစိတ်မကောင်းဘူးပြောနေပါတယ်အဲ့အချိန်မှာပဲမီဆာကမအိပ်သေးဘူးဆိုကပြောပြီးငနေကိုအပြင်းထန်ဆုံးအပြစ်ပေးမယ်ပြောလိုက်ပါတယ်အဲ့နောက်မှာတော့ငါကြောင်သုံးကောင်ကကြောင်းမိတ်ဆက်ပွဲလုပ်ဖို့ကတ်ထားတဲ့ကြော်ညာကိုဖတ်နေကြကမီဆိုတို့ကအပွဲမှာကဖေးဆိုင်လေးဖွင့်မယ်ဆိုပြီးမင်းကလေးတွေနဲ့ဆွေးနွေးနေကြပါတယ်အဲ့နောက်မီဆာကအကူညီလိုရင်သုံးဖို့ဆိုပြီးငနေကိုထုတ်ပြလိုက်ကမင်းကလေးတွေကအမြဲကောင်းဆုံးနဲ့တယောက်လားပြောနေလို့ငနေနေထိုင်မရဖြစ်နေပါတယ်အဲ့နောက်ငနေစိတ်ညစ်ပြီးထိုင်နေကယူကီမိုရီကကဖေးဆိုင်ကိုကူညီပေးရင်မီဆာလုတ်ပေးလောက်တယ်ပြောနေတဲ့အချိန်ထွက်ပြေးလို့မီဆာမျက်စိကနေအလင်းတွေပြပေးလိုက်ရပါတယ်အဲ့နောက်ပစ္စည်းတွေတဲခိုင်းတဲ့အချိန်တွေပါထွက်ပြေးနေလို့ထပ်ပြပေးနေရပါတယ်အဲ့နောက်ယူကီမိုရီကိုစိတ်ညစ်ဖို့လုပ်နေလို့မီဆာဦးရတွေထုတ်ပြနေရကငနေကမိန်းကလေးတွေကိုကြောက်နေတာလားလို့မီဆာတွေးနေပြီးငနေကတကယ်လဲမိန်းကလေးတွေကိုကြောက်နေတာကိုတွေးလိုက်ပါတယ်အဲ့နောက်ပွဲတော်အတွက်ပြင်ဆင်နေကြကာကျောင်းကဖေးဆိုင်ဖွင့်ဖို့အင်ဂျီတွေကအလုတ်ကအင်ဂျီတွေလို့ဖြစ်နေလို့စိတ်ညစ်သွားပေမဲ့မင်းတို့သဘောပဲလို့ပြောလိုက်ရပါတယ်အဲ့နောက်ကျောင်းပွဲနေ့ကိုရောက်လာကလူတွေကိုလိုက်ပြပေးဖို့မီဆာတို့ကစီစဉ်နေကြပါတယ်အဲ့နောက်မီဆာလမ်းလျှောက်နေတော့အားကစားအသင်းတွေကရန်ဖြစ်နေကြကအဲ့ချိန်ယူဆူအီကိုတွေ့သွားလို့ခေါ်လိုက်ကယူဆူအီကစတိုင်လေးနဲ့ကြီးလိုက်လို့မိန်းကလေးတွေကြွေသွားကြပြီးမီဆာကတေချာနေဖို့ပြောလိုက်ပါတယ်အဲ့နောက်မှာတော့အလုပ်တစ်ခုခိုင်းမယ်ဆိုပြီးစိတ်ညစ်နေတဲ့ဘောလုံးအသင်းကိုယူဆူအီပါမဲ့ပြောပေးလိုက်ကကျန်တဲ့အသင်းတွေကလည်းဆူဆူတွေဖြစ်ကုန်ပြီးငါတို့အသင်းကိုဝင်ပေးဆိုပြီးပြောကုန်ကြလို့ယူဆူအီစိတ်ညစ်သွားကမီဆာကျောင်းအတွက်ကူပေးဖို့ပြောလိုက်ပါတယ်တခြားဖက်မှာလည်းနည်းနည်းကစပွဲထိုးမလုပ်ချင်ဘူးလုပ်နေလို့လိုက်မဲ့ဟာရှိတယ်ဆိုပြီးတရေရုပ်တွေနဲ့ပြောနေကြပါတယ်အဲ့ချိန်ယူဆူအီကတော့ဂိုးတွေရှယ်သွင်းပြနေပြီးတက်နစ်တွေရောဆော့ပြနေရကမီဆာကတော့ကျောင်းသူလေးတွေကိုလိုက်ပြနေကကျောင်းကဖေးဆိုင်ကိုလည်းခေါ်သွားအားလိုက်ပါတယ်အဲ့နောက်မီဆာကကဖေးဆိုင်မှာအဆင်ပြေလို့ပြောနေတော့ယုံအင်းကြီးနဲ့ငနေကိုတွေးလိုက်ရကငနေကမိန်းကလေးတွေအတင်းတွေဝတ်ခိုင်းနေတဲ့ပြောကလောင်နေလို့မီဆာတရားချပေးလိုက်ပါတယ်ယူဆူအီဖက်မှာတော့တခြားအတင်းတွေကလည်းဝင်းဆော့ခိုင်းနေကြကယူဆူအီကထပ်မကူတော့ဘူးပြောလိုက်လို့ကြောင်းသွားကြပါတယ်အဲ့နောက်မှာတော့မီဆာကိုမိန်းကလေးတွေကယောက်ျားတွေများတဲ့ကျောင်းကိုမတက်ချင်ပဲမိန်းကလေးတွေများတဲ့ကျောင်းပဲတက်ချင်တယ်ပြောကယောက်ျားတွေကကြောက်ဖို့ကောင်းတယ်ပြောတာကိုငနေကကြားသွားပြီးသူ့အမိထားသွားကိုပြန်တတိယသွားပါတယ်အဲ့ချိန်မီဆာကသူရောကြောက်ဖို့ကောင်းလားဆိုပြီးနည်းနည်းကိုဆွဲခေါ်လိုက်ကမိန်းကလေးတွေကမကောင်းဘူးပြောလို့နည်းနည်းလဲအဲ့ကြမှာနားလဲသွားကဂါထားလဲတုံးပြမယ်ဆိုပြီးလိန်တုံးပေးလိုက်ကမိန်းကလေးတွေပျော်သွားတာကိုမြင်ပြီးပီတိတွေဖြာသွားပါတယ်အဲ့ကြောင့်မီဆာလဲအခုတိပြီလားဆိုကအိမ်ကိုတေချာပြန်ပြီးနားခိုင်းလိုက်ပါတယ်အဲ့နောက်မှာတော့မီဆာကိုယူဆူအီကထမ်းပြီးသွားနေကနောက်တော့ချပေးလိုက်ပြီးအလုတ်ခိုင်းတာနားတင်ပြီးမလားပြောတော့မီဆာကလည်းဟုတ်တာပေါ့ပြောလို့ယူဆူအီကစုလေးတော့ပေးတင်တယ်ပြောပေမဲ့မီဆာကကျေးဇူးပဲပြောနေလို့အဲ့လောက်နဲ့ရမလားလို့ယူဆူအီကပြန်ပြောလိုက်ပါတယ်အဲ့ကြောင့်မီဆာလည်းခေါင်းပုတ်ပေးလိုက်လို့ယူဆူအီလည်းပျော်သွားကမီဆာကိုနမ်းမယ်လုပ်နေပြီးအပိုင်း15လဲပြီးသွားပါတော့တယ်ကြည့်ရှုပေးလို့အားလုံးကိုကျေးဇူးတင်ပါတယ်